တို့69 68다음을 아가정야고 날리 밀리달래면어 다음을 아가정야고 일곱 파비 무릎에 미고마 타파십시오 비바 각 삼정 똥만 시두와 비라 보고 동만어 계절사가 우루야디 계절이 우루야디가 바뀌다 뿅래라 이럴 때리 옵니다. 대체인데 가 야디 우루 병래의 가마 우리의 저너로의 몸도 가나고 레베 병나와서가 병래지 병나를 병래진고 경험마다가တွေ့ကြုံ ခံစားရတာ 이렇게 됩니다. 옵니다. 포필라바래 경험하게 됩니다. တွေ့ကြုံ ခံစားဖို့ 필라바래 특히 루드피 가을사가 사우야디에서마 다마모인 가니 사우야디 가니 겨울로 사우야디 니네 바뀔 때 병래လိုက်တဲ့ အခါမှာ ပြောင်းသွားတဲ့ အခါမှာ 우리 몸매 ကျမတို့ခန္ဓာကိုယ်ရဲ့ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ 온도ဆိုတာကအပူချိန်နာဖြစ်ဖြစ်အပူချိန်ပဲဖြစ်ဖြစ်ဖိဘူးဆိုတာကအရည်ပြားဒီမှာကျတော့အသားရည်ပေါ့နော်ဒုငယ်တို့အစားရှိတာတွေမှာလည်းပဲ크다 지디 이들 바그리야 뭘로 니언난 바나 큰 피타래 지마레 변화자가 병래진 변화가 병래진가 생깁니다 뻐박라바래 날씨가 야디우루가 추워지면 에일라이 추워지면 별로 추워지면 피도할래서이 무인그리아가 춥다 에일이 지다 라디 그리야는 그거 방에 내가 막 아오여 미란 칸야래 루벼래 우더라 몰로 어지다는 방 다음에 디바다가 고방메드라에서 마드라네 돼 로로 우오병나래 테마 바래 또 어지다는 방어 추워지다 피도래 아마도 명나 방인 추워지면 에라이 우리의 저너로의 몸사가 칸나고 몸만 칸나고 가러 저너로의 칸나고 가러 더 보비러 만나며 뼈래 열사가 아프 뭐너 열을 아프고 만들다가 자러 뷰럭대 기위에 리우미나량 포အတွက် ပိုပြီးတော့ များပြားတဲ့ အပူတွေကို ထုတ်လုပ်ဖို့အတွက် ပြုလုပ်ဖို့အတွက် 노력합니다. 조사 아ထုတ်ပါတယ် 그 결과 အဲ့ဒီရလက်အားဖြင့် အဲ့လို 조사 아ထုတ်လို့ အဲ့ဒီရလက်အားဖြင့် 배고픔 발사ခြင်း 배고픔을 발사ခြင်းကို 더ပိုပြီးတော့ 자주မကြာခဏ 느끼게 됩니다. 게 됩니다. လေးကိုမြင်တော့တရားဖို့ဖြစ်လာပါတယ် ခံစားဖို့ဖြစ်လာပါတယ် 또ထပ်ပြီးတော့ 몸 안에ခန္ဓာကိုယ်ထဲမှာ 있는 시대 능리음이나래요. 때ခန္ဓာကိုယ်ထဲမှာ 시대 열사가 아프 뭐리 열을 아프고 지키다 탱탱이나 지키려면 탱탱 보수인 반대로 선진반 안에네ခန္ဓာကိုယ်ထဲမှာ 시대 아부리고 탱다 보수인 선진반 앞인 피부사가 아예비야 운동은 온도 뭐 배네 온 너 온가자라 부벼라 온도는 부쟁가로 좀 내네 그래서 다자 햇빛이 내양가 햇빛가 자로 내양 햇빛이 내양가 있을 때는 을 때는 레위미나래요 대체마로 밖에 나가서 빙고 탓도하비로 피부 예비야 아다예 온도를 아부쟁고 올리는 사가 민대인데 능레위미나래요 대 예비야의 아부쟁고 민대네 활동사가လှုပ်ရှားမှု 활동을လှုပ်ရှားမှုကို လှုပ်ဆောင်မှုကို 하는 것이 로데야가 좋습니다. 강바리. 딸리를 커비한 미러 뼈매너. 도아디 성야디네 빠따 비러 카나고마 바리 필레 수라리 도아 뼈도아라. 계절이 우루야디가 바뀔 때는 병래 딸의 가마로래. 날리나 제마 디알리디 카나 필라인. 우비러 찌야라 시엔너. 계절이 우루야디가 바뀔 때 병단에 가마 우리의 저마루의 몸도 가나고래배 변화를 병례진고 경험하게 됩니다. 뇌전 간사부 필라바레 특히 이르다피 가을에서 상우야디가니 겨울로 상우야디 아니네 바뀔 때 병례단에 가마 우리 몸에 저노루 가나고의 온도나 부진 피피
피부자가 예비야 등에도 사실아리 말에 큰 지말에 변화가 병래진가 생깁니다. 뻐박라 바래 피ပေါ်라 바래 날씨가 야디우루가 추워지면 일하이 우리의 저마루의 몸은 칸나고 가러 더 보비러 만난 야비아래 열을 부리고 만들기 위해 필로포트 노력합니다. 조사 아토바래 그 에리 결과 야래야 배 고품은 발사진고 더 보비러 자주 마차카나 느끼게 됩니다. 간사후 필라바래 또 탑비러 몸 안에 있는 카나고래 마시래 열을 아프고 지키려면 태인다고 소위 반대로 산진반 앞이 피부자가 아이비야 온도는 무쟁가로 좀 냈네. 빈칸 골라. 그래서 라자 햇빛이 내양가 있을 때는 시댁가마로 밖에 나가서 빙고 타다비로 피부 입야 온도를 아부쟁고 올리는 미래미래 활동을 상자고 하는 것이 롯데야가 좋습니다. 강바래. 기억에 가마 들어갈 사가 윈도함에 미군리 우지야노. 기억에 가마 들어갈 사가 윈도함에 말로 사가네 가장 아야 알면 정간 일에 것을 아야고 고르십시오 유의체봐. 디콜레테마 윈도함에 아야네 간이라고 유의체봐. 적당해집니다. 적당하다. 또한 띵띵나 벌리. 적당하다 띵띵나 바래. 적당해집니다. 나바니가 자로 병화가 병래진가 심해집니다. 빈탄 라바래 병화좌가 병래진. 병화가 병래진가 심해집니다. 빈탄 라래 소유화 라래 소래디베. 심하다네 두아 반에 오방타래 소인 지다네 오방타라. 심해집니다. 떨어지다 자로 뿅자래. 마자로 뿅자라 표라 못 봐부. 짜신도하라고 표라. 기도합니다. 리우 미나대အောင် ချင်းလဲပဲဖြစ်တယ်ဆိုတော့ ကြာဆင်းသွားတယ်လို့ ပြောတာ ကြာသွားတယ် ကြာဆင်းသွားတယ် ကြာသွားတယ် 차이가 나다. 차나무시라. 차이가 나기도 합니다. 차나무လည်းပဲ ရှိပါတယ်တဲ့ ဆိုတော့ ဆရာမတို့ ဘယ်ဟာလေးရွေးရင်ကောင်းမလဲ 1 2 3လေး 3ပါဆရာ နံပါတ်3နဲ့ ချန်တဲ့ဖွဲ့တွေရော 3ပါပဲဆရာမ ဟုတ်တယ်ပြင်မှန်လေးကနံပါတ်3ဘာကြောင့်နံပါတ်3လဲဆိုရင်သူကဒီစာပိုက်ရဲ့ကွက်လက်ရဲ့အစမှာသူကပြောသွားတယ်ဆောင်းရာသီမှာရောက်တဲ့ဆိုရင်ရာသီဥတုကအေးလာတဲ့အခါမှာကျမတို့ရဲ့ခန္ဓာကိုယ်ကပို့ပြီးတော့အပူတွေကိုထုတ်လွှတ်ဖို့ကြိုးစားအားထုတ်တယ်အဲ့လိုမျိုးကြိုးစားအားထုတ်လို့မကြာခဏဗိုက်စားတယ်မကြာခဏဗိုက်စားတာဘာဖြစ်လဲဆောင်းရာသီရောက်လာရင်ခန္ဓာကိုယ်ကအပူတွေကိုပြုတ်လို့ဖို့ကြိုးစားအားထုတ်လို့ပေါ့နော်ဗိုက်ခဏခဏစားတယ် ဘိုက်ခဏခဏစားတယ်လို့ခံစားရတယ်အဲ့ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကခန္ဓာကိုယ်ထဲမှာရှိတဲ့အပူတွေကိုထိန်းထားဖို့ဆိုရင်တဲ့စန့်ကျင်ဘက်အားဖြင့်လို့သူကလည်းပြောသွားတယ်ဂျီကီလျံမျောထိန်းထားဖို့ဆိုရင်စန့်ကျင်ဘက်အားဖြင့်အရေပြားရဲ့အသားရည်ရဲ့အပူချိန်ကဘာဖြစ်သွားလဲဆိုရင်နည်းနည်းတောရောကြည့်တာကျသွားတာတောရောကြည့်ကီတိုမနီတာကျသွားတာလေကီတိုမနီတာချင်းလည်းပဲဖြစ်တယ်ဆိုတော့ကျသွားတယ်လို့ပြောတာကျသွားခြင်းလည်းဖြစ်တယ်ဆိုတော့ကျသွားတယ်နောက်ကိုလေးရဲ့နောက်မှာသူကပြောသွားတယ်အဲ့ဒါကြောင့်နေအောင်ရှိတဲ့အခါမှာပြင်ကိုထပ်သွားပြီးတော့အရေပြားရဲ့အပူချိန်ကိုမြင့်တင်ပေးတဲ့လှုပ်ဆောင်ချက်ကိုလှုပ်ပေးရမယ်လို့ပြောတယ်။အိုရီတာဘာဖြစ်လို့မြင့်တင်ရမှာလဲဆိုရင်နံပါတ်3ဆီယမတို့ကရွေးလိုက်လို့တော်တော့ကြည့်တာကြာဆင်းသွားတယ်လို့ပြောလို့စောင်းရည်ရောက်ရင်နေရောင်ရဲ့အောက်ကိုသွားပြီးတော့ခန္ဓာကိုယ်ကိုနေပူလှုံတာပေါ့နေပူစာလှုံရတဲ့အခါမှာခန္ဓာကိုယ်ရဲ့အရေပြားရဲ့အပူချိန်ကိုမြင့်တင်ပေးနိုင်တယ်လို့သူကပြောသွားတာအဲအကြောင်းမလို့ဖြေမှန်ကနံပါတ်3ဖြစ်သွားပါတယ်နံပါတ်1က 적당해집니다. 띵띵라래. 띵띵돌라래. 적당하다. 띵띵라래. 띵돌라래 ဆိုတာမဟုတ်ပါဘူးနံပါတ်2ပြောင်းတာကပြောင်းလဲခြင်းက심해집니다. ပြင်းထန်လာပါတယ်ဆိုတာလေအဲ့ဒါလည်းသူပြောမသွားပါဘူးပြောင်းလဲခြင်းကပြင်းထန်လာတယ်심해지다. ပြင်းထန်လာတယ်ဆိုတော့အပြောင်းလဲတွေကပြင်းထန်လာတယ်မဟုတ်ဘူးနံပါတ်4က차이가 나기도 합니다. ခြားနားချက်လည်းရှိနိုင်တယ်ဆိုတော့ခြားနားချက်ရှိတာလည်းသူပြောမသွားပါဘူးအဲ့ဒါကြောင့်အဖြေမှန်လေးကနံပါတ်3ဖြစ်သွားပါတယ်68비구레ဘောစာပါရဲ့နေယုံကွာအကြောင်းအရာနဲ့같은 것을တူညီတဲ့အရာကို고르십시오ရွေးချယ်ပါတဲ့ဘောစာပါရဲ့အကြောင်းအရာနဲ့တူတဲ့အရာကိုရွေးချယ်ပါနံပါတ်1햇빛은နေရောင်ကတော့ဖီဘူးစွာကအရေးပြား건강에ကျ
ကျမရေးအတွက်ဂျိုးချီအန်စုနေတာမကောင်းပါဘူးတဲ့ happy ချွန်နေရောင်ကတော့တဲ့ happy ကကြတော့နေရောင်เนาะ happy ချွန်နေရောင်ကတော့ဖီဘူးခွန်ခံငယ်အရေးပြားကျမရေးအတွက်ဂျိုးချီအန်စုနေတာမကောင်းပါဘူးအရေးပြားအတွက်မကောင်းဘူးလို့ပြောတာဂျီအန်စုနေတာလေးကိုမြင်တာထက်ရအောင်မကရိယာဖူးဆိုတဲ့အဓိပ္ပာယ်ဂျူထားဆိုရင်ကောင်းတယ်ဂျူချီအန်စုနေတာဆိုရင်မကောင်းဘူး겨울에는 성야디마로 다른 자가 자 계절보다 우루야디 자주 마자카나 배가 밝아 고픕니다 사례래 겨울에는 성야디마로 다른 계절보다 자 우루야디 자주 마자카나 배가 고픕니다 발사래 네발리 계절이 우루야디가 바뀔 때 병래 도아래 가마 우리 몸에 저너로 카나고의 온도는 무진가로 내려갑니다 자신도 바래 온도는 내려갑니다. 음식을 사자고 많이 мя지 먹으면 사이 몸의 카나고의 온도를 무쟁고 지키다 태인하라. 닐수 있습니다에 대비한 나이바래. 카나고의 무쟁고 태인타 나이바래. 태인비 나이바래. 또 뼈다. 그래서 말로 배알이 유인 가운데 듣는 동리. နှစ်ပါဆရာ 내가 니 전에 회리요 배알이 유일라이래. 내가 니들 알는 거 봐둘라. ဟုတ်တယ်ဆရာမ ဟုတ်ကဲ့ဒါဆိုရင်အားလုံးတူတူကြည့်အောင်နံပါတ်1က habit နေရောင်ကတော့ဖီဘူးခွန်ကန်ငယ်ကျမအရေးပြားရဲ့အသားရည်ကျမရေးအတွက်ဂျူးချင်းစစ်နေတာမကောင်းဘူးတဲ့အသားရည်အတွက်အသားရည်ကျမရေးအတွက်မကောင်းဘူးဆိုပြီးသူပြောမသွားဘူးစာပိုက်ထဲမှာနော်အပူချိန်ကိုမြင့်တင်ပေးဖို့အတွက်နေရောင်ထပ်ခံပေးရမယ်လို့ပြောထားတာအရေးပြားရဲ့အပူချိန်ကိုမြင့်တင်ဖို့ဆိုတော့နံပါတ်1မဟုတ်ဘူးနံပါတ်2겨울에는 성야디마로 다른 자가 자 계절보다 우루야디တခြားဥရုယာတီတဲ့자주မကြာခဏ 배가 고픕니다. 발사래တဲ့ပြောသွားပါတယ်တခြားဥရုယာတီတဲ့발사래ဘာဖြစ်လဲဆိုရင်ခန္ဓာကိုယ်ကအပူချိန်အပူတွေကိုဖန်အပူတွေကိုသူကပြုတ်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်မို့လို့အပြင်မှန်လေးကနံပါတ်2ဖြစ်သွားပါတယ်နံပါတ်3 겨울이 계절이 우리야디가 바뀔 때ပြောင်းသွားတဲ့အခါမှာ우리 몸에ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့온도는အပူချိန်ကတော့내려갑니다ကျဆင်းသွားပါတယ်တဲ့ရာသီဥတုပြောင်းသွားတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အပူချိန်ကကျဆင်းသွားတာမဟုတ်ဘဲနဲ့ဖီဘူးလို့သူကပြောသွားတာဖီဘူးဖြစ်ရမှာမုံဖြစ်နေလို့မုံမဲလို့ပြောသွားလို့မှားသွားတာပါနံပါတ်4 음식을 사자고 많이 мя지 먹으면 사이 몸매ခန္ဓာကိုယ်ရဲ့온도를အပူချိန်ကို지킬 수 있습니다ထိန်းထားနိုင်ပါတယ်တဲ့အဲ့ဒါသူပြောမသွားပါဘူးခန္ဓာကိုယ်ကအပူချိန်တွေအပူတွေကိုအပူချိန်မဟုတ်ဘဲနဲ့အပူတွေကိုသူကထုတ်လို့ရတာမို့လို့ဖန်တီးရတာဒါမှမဟုတ်ပြုတ်လို့ရတာမို့လို့ဘာမကြာခဏစားတယ်လို့ပဲပြောသွားတာအဲ့ဒါကြောင့်မို့လို့နံပါတ်4မှားပါတယ်အဖြေမှန်ကနံပါတ်2ဖြစ်သွားပါတယ်